နာဂတ်ကိုခမရတို့တွေခမရတို့မွေးထားတဲ့သားသမီးတွေနဲ့သူတို့မွေးထားတဲ့သားသမီးတွေခမရတို့မွေးထားတဲ့သားသမီးအသက်30ရောက်လာရင်ဘာဖြစ်မလဲမြန်မာပြည်မှာသက်နေဘာဖြစ်မလဲသူတို့မွေးထားတဲ့သားသမီးအသက်30ဟာ UK ကနေဘွဲရပြီးပြန်လာမှာ flight နဲ့ခမရတို့ခေါင်းခောက်ပြီးတော့လာလာကောင်းကောင်းပြေးပြီးတော့ပြန်ကားမှာအဲ့ဘဝကိုတွေးတာကြိုတွေးတာ YouTube မှာပြောဘူးလားခမရအိမ်သာမလို့လို့ဒီအကြောင်းက YouTube မှာလွန်ခဲ့တဲ့တစ်နှစ်ကျော်တည်းပြောထားတာ Maryland မှာလည်းပြောထားပြီလားခမရတို့ capacity ဖြည့်ထားပါဒါအန်တရကြီးတယ်ဟာလားစေအစိုးရကြာသွားအောင်စေအစိုးရကြီးကြာသွားအောင်သူ့မျိုးဆက်တွေနဲ့စေအုပ်စုရဲ့မျိုးဆက်တွေပဲ capacity ရှိနေတာစေအုပ်စုရဲ့မျိုးဆက်တွေပဲပတ်သက်ရှိနေတာခမရတို့ boycott တာလုပ်မယ်ဆိုခမရတို့30ပြည့်စည်အောင်ကြောင်းမဟုတ်အကုန်လုံးကသူတို့လက်ထဲမှာသူတို့အုပ်စုရဲ့စေအုပ်စုရဲ့လက်ထဲမှာဒါကိုဘဝကိုတိကိုဘဝကိုတိမှာကိုရုံးထွက်လို့ရတာကိုဘဝကိုတိမှာငါတို့တော့ဘာလို့မှဖြစ်တော့မယ်ဆိုပြီးတိတာကိုဘဝကိုမသိရင်တက်လဲနေဦးမှာပဲအဲ့တော့ပညာရေးကြောင်းဟဲ့လူကျောင်းမထားရင်ပိုဆိုးမလားဆိုတဲ့လူတွေခမရတို့စောင်းအောင်နောက်ကိုနောက်တစ်ရှိုးမှရိုက်ဖွင့်ပေးမယ်တလားခမရတို့စောင်းအောင်နောက်ကိုခမရတို့ရဲ့ blog ဖြစ်နေတဲ့ကျောင်းတော်မှာပညာတက်မှာဘောကိုကျောင်းတော်မှာပညာတက်မှာကျောင်းကမတက်ပါဘူးလို့ပြောနေတယ်